မိခင်တယောက်ရဲ့မေတ္တာဆိုတာကဘာပေါ်မှာအင်အားကြီးဆုံးအရာတစ်ခုပါဒါပေမဲ့တခါတလေကြာရင်တော့ဒီမေတ္တာကပဲတာသမီတွေကိုအောင်မင်းတဲ့လူတယောက်ဖြစ်အောင်ပြုစုပြောထောင်ပေးတတ်ကြပါတယ်အခုမြင်နေရတဲ့ကန်ဂရူလေးကတော့အသက်6လအရွယ်ပဲရှိပါသေးတယ်သူကလူလားမြောက်ဖို့အတွက်အတော်လေးကိုအဆင်သင့်ဖြစ်နေပြီလို့တောင်ပြောလို့ရပါတယ်ဒါပေမဲ့သူကအမေဖြစ်သူရဲ့အိတ်ကတ်ဆဲကိုဝင်လိုက်ထွက်လိုက်နဲ့စုပ်ကစားနေတော့မှာပဲကန်ဂရူလေးတွေကသူတို့ရဲ့ဖခင်ဖြစ်သူတွေစီကနေကြန့်ခိုင်မှုကိုတင်ယူကြသလိုအမေဖြစ်သူနဲ့လည်းနှစ်ပန်းလုံးရင်းနဲ့ဘဝအတွက်လိုအပ်တဲ့ခုခံကာကွယ်မှုတွေကိုလေ့ကျင့်တတ်ကြပါတယ်အမေဖြစ်သူကလည်းတားဖြစ်သူရဲ့စော့ကစားမှုတွေကိုစိတ်ရှည်လက်ရှည်နဲ့ခွင့်ပြုပေးထားတာကိုတွေ့ရမှာပါဒါပေမဲ့ဒီလိုနူးညံ့တဲ့အချိန်တွေကအမြဲတမ်းတော့မဟုတ်ပါဘူးကန်ဂရူလေးအသက်တနိခွဲလောက်ရောက်လာတဲ့အခါမှာတော့သူကကိုချီတော်ဘော်ကိုရက်တီရတော့မှာဖြစ်ပါတယ်တော်ဝိုင်းလောကရဲ့စီကန်းအရာအတန်မာဆုံးသူသားလင်းရှင်သန်ခွင့်အရာတာမို့သူကပြိုင်ဘက်တွေနဲ့ရင်ဆိုင်မှုကအသိအဖြစ်နေရပါမယ်ဒီဖြစ်ရပ်ကိုကြည့်ချင်ရခြင်းကျွန်တော်တို့လူဘဝမှာလည်းအကာအကွယ်တွေအောက်မှာပဲအနေနဲ့နေထိုင်လို့မရဘူးဆိုတာကိုတွေ့နိုင်ပါတယ်အောင်မြင်တဲ့လူတယောက်ဖြစ်လာဖို့ဆိုရင်ကိုယ့်ရဲ့ comfort zone တွေကနေထွက်ပြီးစိန်ခါမှုတွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်မှုလိုအပ်ပါတယ်မိဘရဲ့မိသားဆိုတာကျွန်တော်တို့ကိုအင်အားဖြစ်စေတယ်လို့တခါမှလည်းကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်မှုတွန်းအားပေးနေတာလည်းဖြစ်ပါတယ်ဒီလိုမျိုးတောဝိုင်း3ဆန်လေးတွေရဲ့အကြောင်းနဲ့ဘဝတင်ခန်းစာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် like နဲ့ follow နှိပ်ပြီးအားပေးသွားပါခင်ဗျာကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာ